င့်အတွေ့တွေကတင့်ကိုပို့ပြီးတော့ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းလုပ်လို့ရတယ်။တင့်ကိုဖြည့်ဆည်းသွားအောင်လည်းလုပ်လို့ရတယ်။စိတ်ချမ်းသာအောင်အားတက်နေအောင်လည်းလုပ်နိုင်တယ်။စိတ်ဆင်းရဲအောင်စိတ်တက်ကြနေအောင်လည်းလုပ်နိုင်တယ်။လူတွေကတော့ထင်တာပေါ့အဆင်မပြေမှုတွေများနေလို့စိတ်ဆင်းရဲတာပါလို့အဲ့ဒီအဆင်မပြေမှုကဘယ်ချိန်ကျမှအကုန်လုံးပျောက်သွားမှာလဲဘဝရှိသေးသေးကတော့ဘယ်တော့မှအကုန်လုံးပျောက်မသွားနိုင်ဘူးအနေနဲ့များတော့ရှိအောင်မှာပဲဒါပေမဲ့ကိုယ်စိတ်ကိုသိပြီးတော့တရားအထုတ်ပြီးတော့ကြည်လင်အောင်တန်ရှင်းအောင်အေးချမ်းအောင်မြင့်မြတ်အောင်ထားတတ်လာပြီစိတ်ကကောင်းတာလုပ်ဖို့ပဲအတွင်းများလာတဲ့အခါမှာဘဝမှာအခက်အခဲတွေဒုက္ခတွေပြဿနာတွေကတဖြည်းဖြည်းနေသွားမယ်